စေဦးစွာဤကဲ့သို့အချိန်တိုင်းခွန်ကောင်းပြင်ဆင်ပေးတဲ့အဖအဖရဲ့နာမတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ဒီဆိုမဲ့တခြင်းလေးကောင်းစီရတော့ဖျားအမြင်နဲ့လူအမြင်ဆိုတဲ့တခြင်းကောင်းစီလေးပဲဖြစ်ပါတယ်လူတွေကြီးတော့ကြီးနေလူတွေမြင်တော့အမြင်နေဖယားအမြင်နေလုံးဝမတူဘူးလူတွေတွေ့တော့တွေ့နေလူတွေကြံတော့ကြံစီနေဖယားအကြံစီနေလုံးဝကွာခြားတယ်ရှိတော့လေအဆုံးနိုင်မှုကတေးချင်တော့ပို့တော့လမ်းဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ဒီထာဝရအသလိုက်ဖြစ်တယ်ကြီးတော့အကြီးနေလူတွေမြင်တော့အမြင်နေဖယားအမြင်နေလုံးဝမတူဘူးလူတွေတွေ့တော့တွေ့နေလူတွေကြံတော့ကြံစီနေဖယားကြံစီနေလုံးဝကွာခြားတယ်ရှိတော့လေအဆုံးနိုင်မှုကတေးချင်တော့ပို့တော့လမ်းဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ဒီထာဝရတလိုက်ဖြစ်တယ်လူထင်တဲ့အတိုင်းမလို့လည်းခဏရှိတော့လေချင်တော့ပို့တော့လမ်းဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ဒီထာဝရတလိုက်ဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ဒီထာဝရတလိုက်ဖြစ်တယ်ရရှင်နာမတော်ဒီကဘာဆက်ဆက်ဘုံကြည်ပါစေကျေးဇူးများတင်ပါတယ်